ပါရှင်မင်္ဂလာပါအဲ့ဒီအင်ကြီးလေးပြီးသူတို့လှလာလို့မေးလိုက်အင်ကြီးဝယ်လာတဲ့အင်ကြီးအစ်စ်ကလေးတစ်ထည်ဝယ်ခဲ့တယ်လှလာလို့မေးကြင်လို့ပါကြည့်ပေးနော်ဘိုင်းကြည့်ပေးနော်ဒါလေးပါဟိုကဖြူကြိုက်တယ်နောက်ပြီးတော့ဂျိုးကြိုက်ရုပ်လေးပါလို့အောက်ဒီမှာဟာလားမိန်းကလေးဆန္ဒပေါ့နော်နည်းနည်းဟုတ်မင်္ဂလာပါရှင်ဒီဘက်ဟို9ရက်နေ့ပေါ့နော်အမမီးတွေလည်းမရှိဘူးနော်မီးတွေဖွင့်လိုက်ကောင်းညီမနှစ်ယောက်အင်ကြီးကိုစားရရှောက်ဝယ်ပြီးတော့ရောက်လာတာပါမီးမပွင့်သေးတာဘယ်နာမီးဖွင့်မှာလဲနာမီးလိုက်ရှာတာဟုတ်တယ်